မှာအလုပ်လုပ်တော့မယ်ဆိုရင်တိထားတဲ့အကြောင်းအရာလေးတွေကိုရမင်းကဝေမျှပေးခြင်းနဲ့အခုကြည့်နေရဲ့မိတ်ဆွေကထိုင်းကိုလာဖို့လည်းရှိတယ်အလုပ်လုပ်ဖို့လည်းစဉ်းစားထားတဲ့ဆိုရင်ဒီဗီဒီယိုကိုမကြော်သွားပါနဲ့ဆိုတော့ပထမဆုံးအနေနဲ့မိတ်ဆွေကထိုင်းနိုင်ငံမှာအလုပ်လာလုပ်တော့မယ်ဆိုရင်ဘာသာစကားကိုအရင်ဆုံးလေ့လာထားဖို့လိုတယ်မလေ့လာဘူးဆိုရင်ဂျင်းထဲခံရနိုင်တယ်ဘယ်လိုမျိုးဂျင်းထဲခံရနိုင်လဲဆိုတော့ဘတ်100တန်ပစ္စည်းကိုဘတ်200ဒါမှမဟုတ်ဘတ်300အဲ့လိုပေးပြီးတော့ဒါဂျင်းထဲပြီးရောင်းတာတွေထိုင်းနိုင်ငံမှာအများကြီးရှိရယ်ပထမဆုံးအနေနဲ့ထမင်းစားရေတောက်ကိုဘာသာစကားကိုလေ့လာထားဖို့လိုတယ်နောက်တစ်ခုကကြတော့အလုံးနဲ့ပတ်သက်ပြီးတော့ကိုကရွေးချယ်လို့မရဘူးကိုကမြန်မာပြည်မှာကိုကဆရာဝန်ပဲဖြစ်ဖြစ်အင်ဂျင်နီယာပဲဖြစ်ဖြစ်ဆရာမပဲဖြစ်ဖြစ်ထိုင်းနိုင်ငံမှာနေရမရဘာလို့လဲဆိုတော့မြန်မာနိုင်ငံသားတွေရောတခြားသောနိုင်ငံသားတွေကိုထိုင်းနိုင်ငံမှာဒါဆရာမတွေဆရာဝန်တွေလောက်ခွင့်မပေးထားဘူးဆိုတဲ့အခါကျတော့ဒီဆရာမတွေကလည်းဒီမြန်မာပြည်ကနေအဆင်မပြေတဲ့အခါမှာအထိုင်းကိုရောက်လာတယ်အဲ့တော့သူတို့ကလည်းအောက်ခြေကနေပဲပြန်စားရတယ်ဆိုတော့ကွာအလုပ်ရွေးလို့မရအလုပ်ရွေးလို့မရတဲ့အခါမှာကြုံရအလုပ်ကိုလုပ်ရတယ်ပေါ့နော်ဆိုတော့ကြုံရအလုပ်ကိုဝင်လုပ်ဖို့လိုအပ်တယ်အလုပ်မရွေးပဲနဲ့ပေါ့ဆိုတော့ကြုံရအလုပ်ကိုလုပ်ရင်ကနေပဲဘာသာစကားတစ်ခုခုကိုတင်ပြီးတော့ကိုကပိုကောင်းတဲ့အလုပ်ကိုင်ခွင့်လန်းလေးတွေကိုကိုရွေးချယ်လို့ရတယ်နောက်တစ်ခုကကြတော့ work permit visa ကိစ္စကိုကထိုင်းနိုင်ငံကိုလာပြီးတော့အလုပ်လုပ်တော့မယ်ဆိုရင်ဒီ visit PV နဲ့ပဲမရအောင်ပေါ့နော် PG နဲ့ပဲရတာဆို PG နဲ့ကလည်းမရသေးဘူးဆိုတော့တရားဝင်အလုပ်လုပ်ခိုင်းရဖို့ဆိုရင် work permit ကလုပ်ဖို့လိုအပ်တယ်ဆိုတော့ work permit ဆိုတာဘာလဲပေါ့ work permit ဆိုတာကကျတော့ဒီထိုင်းနိုင်ငံမှာအလုပ်လုပ်တော့မယ်ဆိုရင်လိုအပ်တဲ့အလုပ်သမားအထောက်အထားလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့အလုပ်သမားအထောက်အထားရှိရဆိုရင်ကိုကဘယ်နေရာမှာအလုပ်လုပ်ချင်လဲဒီကိုလျှောက်တဲ့အပေါ်မှာမူတည်ပြီးတော့အလုပ်လုပ်လို့ရတယ်နောက်ပြီးတော့ကျမကြီးအမခံတဲ့ကိစ္စတွေနောက်ပြီးထိုင်းနိုင်ငံမှာနေပြီးကွာဆိုင်ကယ်တွေကားတွေထုတ်ချင်တယ်အဲ့လိုမျိုးတွေလုပ်လို့ရတယ်အဲ့ဒါပေါ့နော်အဲ့ကဲလို့ကွာဝပါမစ်တွေဘာညာမရှိဘူးဆိုရင်ဒါတရမွေနေထိုင်တဲ့လူဖြစ်ပြီးတော့အဖမ်းခံရပြီးမြန်မာပြည်ကိုပြန်ပို့နိုင်တယ်ဆိုတော့အခုလက်တလုံးမှာကမြန်မာပြည်ကနေလာပြီးတော့ဒီထိုင်းနိုင်ငံမှာအလုပ်လာလုပ်ကြတဲ့လူတွေအများများတယ်ဆိုတော့ဘက်ကလည်းဖွင့်ပြီဆိုတော့ကိုကဘတ်တင်ဖို့လိုအပ်တယ်ဘတ်တင်တဲ့အခါမှာလည်းဒီပွဲစားတွေမရွေးမှာဖို့တကယ်ယုံကြည်ရတဲ့လူတွေကိုဒါအားထားပြီးတော့ဘတ်တင်ဖို့လိုအပ်တယ်ဘတ်တင်တဲ့အခါမှာဆိုရင်ကိုကလိုအပ်တဲ့အချက်လက်လေးတွေကိုတေချာလေးပေးဖို့လိုအပ်တယ်။နောက်ပြီးတော့ဒီလက်ပွေတင်ရမယ့်ရက်တွေပန်းရောက်ကထောက်ရမယ့်ရက်တွေကျမရေးစေးရမယ့်ဒီအချိန်တွေကိုကိုယ့်ရဲ့မှာပွဲစားဒါမှမဟုတ်ရုံးမှာလုပ်တယ်ဆိုရင်လည်းရုံးကားလူတွေကိုကဒါမေးဖို့လိုအပ်တယ်။အဲ့ဒါတွေမလုပ်ဘူးဆိုရင်တော့ကိုကထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်လို့ရမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ကထိုင်းနိုင်ငံမှာအလုပ်လုပ်ချင်တယ်ဆိုရင်အဲ့ဒါတွေကအဓိကထားပြီးလိုအပ်တယ်။အဲ့ဒါမှာကိုယ့်ရဲ့ဒီဝင်ငွေထပ်ပို့ပြီးရှာချင်တယ်ဆိုရင်လုပ်လို့ရတဲ့အရာတွေရှိရဲ့အဲ့ဒါကကြတော့ဗာလဲဆိုတော့ TikTok မှာ live လွှင့်ပြီးတော့ဒီကိုကျန်းကျင်တဲ့အရာတွေတခုမဟုတ်တခုလောက်ပြတာဒါမဟုတ်ဒီတခုခု sharing လုပ်ပေးရတော့ပညာသင်ပေးရတော့ဆိုရင်ဒါကိုကြည့်ရဲ့လူတွေကဒါကို gift လေးတွေပေးတယ်အဲ့ဒီ gift လေးကနေပြီးတော့ကိုကဒီဘတ်တွေပြန်လဲပြီးရတယ်အဲ့ဒါနေလေးအင်ကန်ရှာလို့ရတယ်နောက်တစ်ခါကျတော့ TikTok shop ကတော့အရန်ကိုကောင်းတယ်အဲ့ဒါကျတော့ကိုဝယ်တဲ့ပစ္စည်းတွေကိုပဲပြန်ပြီးတော့ review လုပ်တာကိုကအဲ့ကနေ commission ပြန်ရတယ်ပေါ့နော်ဆိုတော့ commission ပြန်ရတာကနေတချို့ဆိုရင်ဒါတလားကိုဘတ်သိန်းချီရတဲ့လူတွေရှိရဲ့အဲ့အနေပဲရက်တည်ပြီးတော့ဒီသူများအလုပ်ကိုမလုပ်ဘဲနဲ့နေကြရလို့လည်းရှိရဲ့တရားမဝင်အနေနဲ့လုပ်နေကြတဲ့အရာတွေကကြတော့ဒီစကားပြန်တွေလုပ်နေရတွေရှိရဲ့တချို့ကျတော့ထိုင်းစကားတွေတင်ပြီးတော့စကားပြန်တွေလုပ်ကြတယ်ပေါ့နော်ထိုင်းနိုင်ငံမှာကတရားဝင်လုပ်လို့ရတဲ့အလုပ်ရှိရဲ့ဒီနိုင်ငံခြားသားတွေကိုကတ်တက်ထားတဲ့အလုပ်တွေရှိရဲ့ဒါတွေကိုလည်းအခုကြည့်နေတဲ့မိတ်ဆွေတွေကလေ့လာထားဖို့လိုအပ်တယ်ကိုကဘယ်နေရာမှာအလုပ်လုပ်မှာလဲပေါ့ဆိုတော့ဒီကျောင်းသားကျောင်းတို့အနေနဲ့ရောအလုပ်ဒီeducation visa နဲ့အလုပ်လုပ်လို့ရတာဆိုမရအောင်ပတ်ထိုင်လုပ်လို့ရလားဆိုရတယ်ဒါပေမဲ့ဖမ်းမိရင်တော့ဒါမလွယ်ဘူးပေါ့နော်ဆိုတော့ကျောင်းလဲတက်လို့ရမယ်အလုပ်လည်းလုပ်လို့အဆင်ပြေမယ်ဆိုရင်တော့ဒါ work permit ကတော့ရွေးချယ်ဖို့အသင့်ဆုံးပဲ work permit ရှိတဲ့အခါမှာလည်းကိုကအလုပ်ထဲမှာဒီလစာအနေခံရတဲ့ပြဿနာတွေအဲ့လိုမျိုးတွေကြုံလာတယ်ဆိုရင်ကိုကဒါတက်ဆိုင်ရာတွေကိုဒါတစ်ခါရဲသွားတိုင်လို့ရတယ်အဲ့လိုအခွင့်အရေးတွေရတယ်ပေါ့နော်ဆိုတော့ TikTok shop ကနေလဲ commission တွေဒါယူလို့ရတယ် live လွှင့်ပြီးတော့လဲဒါဈေးရောင်းပြီးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ချင်းချပြီးတော့ရောင်းလို့မရအောင်ဒါတော့တရားမဝင်ဖြစ်တယ်ပေါ့နော်
အဲ့ဒါရှိမယ်နောက်ပြီးတော့ဘာသာစကားတွေကိုပို့ပြီးတိုးတောင်းတင်နေဆိုရင်စကားပြန်လေးလုပ်လို့ရတယ်နောက်ကိုလုပ်ချင်တဲ့အလုပ်တွေကိုသွားလုပ်လို့ရတယ်ဒီမိတ်ဆွေတို့ကထိုင်းလာဖို့အစီအစဉ်ရှိရဆိုရင်ရှေ့ကရေမင်းပြောသွားတဲ့အချက်လက်လေးတွေကိုသိထားမယ်ဆိုရင်ဒါပို့ပြီးတော့ထိုင်းမှာနေရဲ့ဘဝကလည်းကူလိုက်မယ်လို့ရေမင်းကထင်ပါတယ်ဒါဆိုရင်အခုချိန်ကြီးလိုက်ပါကြည့်ရှုပေးရအောင်ကျေးဇူးအများကြီးတင်ပါတယ် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့အောင်ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်တတ်တာ